ပါဝင်ခွင့်ပေးတဲ့ဖျားကိုပထမဆုံးစွာကျွန်မကျေးဇူးတင်နေပြောချင်တယ်အားလုံးမတည့်ရပြီးတော့ဖျားရှင်ကိုအားရပါရချီးမွမ်းကြမယ်အစဉ်သင့်ဖြစ်ကြပြီလားဖျားရှင်ကိုကိုးကွယ်ဖို့အစဉ်သင့်ဖြစ်ကြပြီလားအာမင်သူဖျားရှင်ကိုကျွန်တော်တို့နေ့ရက်တိုင်းကျွန်တော်တို့ပေါ်မှာကောင်းမြတ်တဲ့ဖျားကိုအားရပါရနဲ့ချီးမွမ်းမှာဖြစ်တယ်အာမင်အာမင်တိုင်းတွေ့ဖျားရဲ့ချီးစုတော်ဘူရှာနေတဲ့
ချီးမွမ်းမယ်အာမင်အားလုံးကခေါင်းနဲ့ချီးမွမ်းမယ်Chimo
ဆုံးလင်းတော့သာသမီတွေလုံလောက်တယ်မကုန်ခံသွားဘူးကွယ်ဘယ်ကြောင့်မပြောင်းလဲပါနာနဲ့တိုင်းသူကယူနာခံစားစေတူနိုင်မဲ့မြတ်တာရှိသူတို့ရဲ့ချစ်သူတို့မဆုံးလင်းတော့တာသမီးတွေလုံလောက်တယ်အမေနေရစင်တဲ့ချလုံလောက်တယ်วันนี้ချိန်တိုင်းวันนี้ချိန်တိုင်းကျွန်တော်အနာမျက်ရှိသူကိုတော်တာကျွန်တော်ရဲ့အဖို့မပါကိုတော်ရဲ့ချစ်သူတော်ဆုံးလင်းတော့တာသမီးတွေလုံလောက်
追，流浪这样美，不看多不归。别咒骂那漂亮吧，那内在都给有那看啥子，就那一面的扎西。mà sông lên to ta tâm mi truyền lòng lao trên mà không cả toa bự quê về cho mà piao lên ba na nè trái tu cái yêu na khăn xa xe cho nay mẹ người ta xinကိုရောကိုကျေးဇူးတင်တယ်ကိုရောဒီနေ့သားသမီးရောက်စီတိုင်းပေါ်မှာဘုပြုတ်ကိုဝေချင်းစီစဉ်ပေါ်မှာသားသမီးရောက်စီတိုင်းကိုရောဒူပါရှိတော်မူသောအကြောင်းကိုရောကိုကျေးဇူးတင်တယ်ချီးမွမ်းခြင်းကိုချမ်းလုံးစုံကိုရောကိုပေးအပ်လျက်ကြံရှိနေသောချိန်တိုင်းတည်တော့ကိုရောတစ်ထက်အနန္တခါမှာသခင်ယေရှုနာမကိုအမိပြုတ်လက်ဆုတောင်းစက္ကအနန္တပါဖာဖျားသခင်အာမင်Hello. Along praise and worship မှာဖခင်ရဲ့တုတိမှုခံစားရလားအသုံးပြုတဲ့တရှိတော်ဝိညာဉ်တော်နဲ့တုံးပြုကံမจริงๆနဲ့worship ချင်းဖခင်ဒီတမကကောင်းချီးပေးပါစေအခုချိန်မှာတခြားစီစဉ်နေတခြားမပြောတော့ဘဲနဲ့အလူငွေကောက်တဲ့စီစဉ်တစ်ခါနဲ့တွားရအလူငွေကောက်ခံပေးဖို့အတွက်ဦးထန်းလုံးနဲ့မတိတ်ကျင်ကကောက်ခံပေးပြီးတော့အလူငွေဆက်ကပေးဖို့ဦးလျန်တာနဲ့ဦးလျန်တာဆက်ကပေးပါပြီးတော့လူငွေကောက်ခံနေတဲ့ချိန်မှာအမဆိုဖီယာရှာနေတရှိကုံတော်ချင်းဝချင်းကိုနားဆင်ရမှာဖြစ်ပါတယ်အားလုံးကလက်ခေါက်တဲ့ဖက်ခေါက်ကြရ
လူငယ်များကိုစကားနိုင်ရအောင်ဟာလေလုယာကောင်းမြတ်ဆုံးလူမင်းတို့ကျွန်တော်တို့ဖာဖျားခင်ကိုရောရှင်ထူပဲကျူးတင်ပါတယ်ဒီကနေ့တာမီတို့အရောက်တိုင်းကိုရောကျမ်းမချင်းတမကကိုရောရဲ့ကောင်းကြီးတွေနဲ့အတူကိုရောကောင်းကြီးပေးတော့ကြောင့်ထူပဲကျူးတင်ပါတယ်ယခုချိန်မှာကျွန်တော်ရိုးကိုကိုရဲ့အစီအစဉ်မှာလဲခန္ဓာကိုယ်တမကကျွန်တော်တို့ကိုရောရှင်ကနေရလာတဲ့ရကောင်းကြီးတွေလည်းကိုရောကျွန်တော်ပြန်လဲပေးစပ်ဖို့ကိုရောအခွင့်အရေးပေးတော့ကြောင့်လဲထူပဲကျူးတင်ပါတယ်အေးရများကိုကိုရောရှင်ကျွန်တော်အသုံးပြုတဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်အတိတ်တဖန်ကောင်းကြီးပေးလေသုံးဆောင်တဲ့အခါမှာကိုရောအဆဆအရာနဲ့ကိုရောပျောက်ဆုံးတဲ့ဝိညာဉ်များပြန်လဲဖန်ကိုရောရဲ့လက်တော်ထက်ပြန်လဲအနန္နိုင်ရန်ကိုရောအတိတ်တဖန်ကောင်းကြီးပေးတဲ့တနာတော်မူပါဒီမြမကကိုရောဒီညမှာကျွန်တော်အလူငွေထဲတဲ့ခါမှာလဲရများလို့ကိုရောတန်ရှင်းစေတမကကိုရောအရောက်ရှိတန်းရဲ့ကိုရောကျွန်တော်တို့စိတ်နှလုံးထဲကနေအတီးတီကိုရောကျွန်တော်တေးပေးအပ်တဲ့ခါမှာကိုရောရှင်သုံးပြတဲ့နေရာအတီးတီနေရာဒေတာတီးတီမှာလဲတန်ရှင်းဝိညာဉ်ပါရှိတော်မူမှာပျောက်ဆုံးတဲ့ဝိညာဉ်တမကရှင်ရဲ့နွမ်းပါတဲ့လူတွေနဲ့ကောင်းချီးဖြစ်စေတော်မူပါနာရောကောင်များလည်းငြိမ်းစေတော်မူပါကိုရရှင်ကျွန်တော်တို့လူငွေစက္ကတဲ့နဲ့ထဲမှာတပါးတီတော့တာတော့ယေရှုနာမနဲ့စက္ကနံပါတ်ဖဖျားခင်အားလုံးပဲမင်္ဂလာပါလို့ဒီရတော့အတော်ပင်ပန်းကြမိတယ်နော်ဒီဖျားကြောင်းထဲမှာဒီတစ်ခါနဲ့ဆိုရင်ဒါနှစ်ခါချင်းမြောက်ခွင့်ရတာပေါ့နော်အဲ့တော့လေအသိန်းသူသိန်းသားရောဖျားရောကျေးဇူးများတင်ပါတယ်အခုကျွန်မဆိုမဲ့တဲ့ချင်းကတော့အလုံးသူချီးမွမ်းလို့ရပါတယ်မျောလေးချင်းတွေနဲ့အချင်းတွေဆိုရှာနေချင်းအကယ်တည်းမဲ့သူမရှိအရာရာမတွေ့ဖို့လည်းနေချင်းတန်ငါရဆုံးတလားအတွေ့များကြောင့်ရဲ့ရှည်တွေနေတာအရာရာရှုံးပင်လိုက်ဖို့အသင်ပါဒီဘဝဆိုရင်လည်းငါသာအတင်ဟာတယောက်တည်းမဟုတ်ပါအတင်ကိုလေးပြမထားအစမ်းချင်းမြေတော့ရှိတဲ့သူပါအချင်းမနေတော့အနာများအနိတလို့နေတဲ့သူတခင်ကအတင်ရနာမကျွန်တော်ရနာမပါအတင်ဆိုင်နေရတဲ့နေမြတ်တဲ့ချာအစိုးကောင်းများစွာပါအစေတကောစပါသူစိတ်ဖြစ်ရှိပေမဲ့အစိုးပြမချပါမေပြမချပါတဲ့ရဲ့ကတိစကား so I'm not aloneချင်းတွေနဲ့အချင်းတွေဆိုရှာနေချင်းအကယ်တည်းမဲ့သူမရှိအရာရာမတွေ့ဖို့လည်းနေချင်းတန်ငါရဆုံးတလားအတွေ့များကြောင့်ရဲ့တွေနေတာအရာရာရှုံးပင်လိုက်ဖို့
di luda Masuye nengata Ate hati au tam haba Ate kulim di mata Sanchi mi no shi Te tuba Jimani do anamya Kutalo ne te tu Te kinga Ate yanama Tana yanama ba Ate ni yau try mahaba To the king hati nama Yansai ni yau de ne Ni te ja Suka mya sabah Say that goes about the same shining man. Something my drama, maybe my drama. I think a day's gone, so I'm not alone. I'm not alone. I'm not Say that goes about the same shining man. I think you're drama, the king is gone, so I'm not alone. So you're not Jana do tu yau si dan ta yue phá ke con chi pi ba si. Thế when toa to tun ta la ka ko kan pe toa de tu to la ka sa ka pe toa de u lian ta ne solo တချင်းဆိုပြီးသွားတယ်အမဆိုဖီယာဒီတမ်ကပြခင်ကောင်းကြည့်ပေးပါစေအခုအချိန်မှာတရားဒေသနာကြားနိုင်ရမယ့်အချိန်ဖြစ်ပါတယ်အတုံးခံဆီယမကျင်းနူတလကန်တုံးပြုမဲ့တန်ရှင်းတော်ဝိညာဉ်တော်လက်ခုပ်တီးပြီးကြိုဆိုကြရအောင်ကျေးဇူးတင်ပါတယ်ကြိုဆိုကြတဲ့အရောက်စီတိုင်းဖျက်ရှင်ကောင်းစီပေးပါစေဒီကနေ့မှာဖျက်ရှင်နာမတော်ကိုချီးမွမ်းပါတယ်ဖျက်မျက်နှာရှာဖို့ရန်အတွက်ပေါ့နော်အားလုံးပင်ပန်းကြမယ်ကျွန်မသိတယ်အလုံးလုံးတဲ့သူတွေလည်းပင်ပန်းတယ်ပုတ်ဒီစန်တော်တဲ့လူတွေလည်းတအားပင်ပန်းတယ်ခေါ်တော့ဆိုရင်ယောက်ကတိတိတတာနဲ့နော်အခုရုပ်ထွက်လာပြီနော်အားလုံးပဲပင်ပန်းကြမှာဖြစ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဆန္ဒကိုဦးစားမပေးဘဲနဲ့ပေါ့နော်ဖျားရှင်မျက်နှာတော်ကိုရှာဖို့ရန်အတွက်ခြိတက်လာကြတဲ့သူတွေဆုံးဖြတ်တဲ့သူတွေရောက်ရှိလာကြတဲ့သူတွေဖျားရှင်ကသူရဲ့မျက်နှာတာရွေ့ပေးဒီထက်မကပေါ့နော်သူရဲ့မျက်နှာတာကိုတာရွေ့ခံစားရတော့ခွင့်ဖျားရှင်ကပေးပါစေโอเคဒီကနေ့ကျမတို့ကျန်းစာသူတို့ကဖတ်ရအောင်ကျမဒီကနေ့အတွက်အခြေပြုကျန်းပိုက်ရွေးချယ်ထားတဲ့ကျန်းစာကတော့တိကောအခန်းကြီး30အငယ်73တိကောအခန်းကြီး30အငယ်73အားလုံးတွေ့တယ်ဆိုရင်သူတို့ကဖတ်ရအောင်လို့နော်ကျန်းစာအားလုံးမှာမရှိသေးဘူးဆိုတော့နော်တချို့မှာတော့ရှိတယ်ဒါပေမဲ့တချို့မှာတော့မရှိသေးဘူးဆိုတော့အမ PowerPoint အဖြစ်ကျမတို့သူတို့ကဖတ်ရအောင်လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာတင်တို့တွေခံရကြ၏ဖျားသခင်တွေတစ္ဆာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုတင်တို့၌ရောက်စိမ့်သောငါအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်မိအကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွထွမြောက်သောလမ်းကိုလည်းစီရင်ပြုတ်ပြင်တော်မူလိမ့်မည်အာမင်ဒီကနေ့အတွက်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့စုံစမ်းနှောက်ယှက်ခြင်းမှာအောင်မြင်ခြင်းပေါ့နော်ကျမတို့ရဲ့အသက်တာအထဲမှာအားလုံးကိုမေးမယ်ဆိုလို့ရှိရင်
စုံစမ်းနှောက်ယှက်ခြင်းခံရလားဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲခံရတယ်ပေါ့နော်ဒါပေမဲ့ခံရတဲ့ချိန်မတူဘူးတယောက်နဲ့တယောက်မတူဘူးအယောက်စီတိုင်းကကိုယ်စုံစမ်းနှောက်ယှက်ခြင်းကိုယ်အသီးသီးမှာကိုယ်ရှိတာဖြစ်တယ်ဘယ်ချိန်မှာဖြစ်များလဲဆိုလို့ရှိရင်ကိုယ်စိတ်မရှိတဲ့ချိန်ပေါ့နော်အရန်အလုံးရှုံးတဲ့ချိန်ကျမတို့ဆိုလို့ရှိရင်အချိန်မလောက်တဲ့ချိန်ဘာဖြစ်လို့အချိန်မလောက်တဲ့ချိန်လို့ပြောလဲဆိုလို့ရှိရင်ဖျားကြောင်သွားဖို့ပြင်ဆင်တဲ့ချိန်ပေါ့နော်အဲ့လိုမျိုးမိသားစုနဲ့နေတဲ့သူဆိုရင်အရန်သိမှာပဲနော်ကလေးတွေနဲ့ဆိုတော့လေတခါတလေကျရင်အချိန်ကမလောက်ဘူးအဲ့ကျရင်ကျမတို့လုံမဲ့အလုပ်ကပါလဲဆိုလို့ရှိရင်ဖျားရှိခိုးမယ်ဖျားရဲ့မျက်နှာตาကိုရှာမယ်ပြီးတဲ့အခါမှာဖျားသားသမီးတွေနဲ့ fellowship လုပ်မယ်ကောင်းတဲ့အရာတွေကိုလုပ်ဖို့စီမံထားရတဲ့နဲ့ဒါပေမဲ့ဘာဝင်လာတတ်လဲဆိုလို့ရှိရင်အဲ့ဒီချိန်မှာစုံစမ်းနှောက်ယှက်ခြင်းတွေဝင်လာတတ်တယ်ဘယ်သူအဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဇနီးတဲ့တော်လကောင်းကိုယ့်ရဲ့အမျိုးသားအဖြစ်တော်လကောင်းကိုယ့်ရဲ့သားသမီးတွေအဖြစ်တော်လကောင်းကိုယ့်ရဲ့တငယ်ချင်းတွေအဖြစ်တော်လကောင်းစုံစမ်းနှောက်ယှက်ခြင်းတွေဝင်လာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်စုံစမ်းနှောက်ယှက်ခြင်းဆိုတာကလူတိုင်းမှာရှိတယ်ကျွန်မအဲ့ဒါဥပမာနဲ့ပြောတာဖြစ်တယ်ပေါ့နော်မိသားစုဝင်အနေနဲ့ဆိုလို့ရှိရင်ဖြစ်ထားရှိတဲ့အရာကိုကျွန်မအရင်ဆုံးပြောတာဖြစ်တယ်single အကိုတွေမတွေပေါ့နော်ဒီမှာရှင်ညီမတွေညီမတွေမှာလည်းရှိမယ်ညီလေးတွေမှာလည်းရှိမယ်ပေါ့နော်စုံစမ်းနှောက်ယှက်ခြင်းကလူတိုင်းမှာကြုံတွေ့ရတာဖြစ်တယ်ဒါပေမဲ့ကိုပေါ်မှာကြာရောက်တဲ့စုံစမ်းနှောက်ယှက်ခြင်းကတယောက်နဲ့တယောက်မတူဘူးအချိန်လည်းမတူဘူးပြီးတဲ့အခါမှာမျိုးစားလည်းမတူဘူးဖြစ်တာဖြစ်တယ်ဒါပေမဲ့လူတိုင်းကကြုံဖူးတာဖြစ်တယ်အဲ့လိုမျိုးစုံစမ်းနှောက်ယှက်ခြင်းတွေကြုံတွေ့ရတဲ့အခါမှာတခါတလေကျရင်ဒီကျမ်းစာထဲမှာဖော်ပြတဲ့အတိုင်းပေါ့နော်ကျမတို့ကဘာပြောဘယ်လိုမျိုးစိတ်ထဲမှာခံစားလဲဆိုလို့ရှိရင်ဘုရားသခင်စီကလားဒါမှမဟုတ်ငါဒီလိုစုံစမ်းခြင်းကြုံတွေ့တာဘာကြောင့်လဲအဲ့လိုမျိုးပေါ့နော်အဖြေထုတ်တတ်တယ်ပြီးတဲ့အခါမှာစာတန်စီကလားဘုရားသခင်စီကလားဘယ်သူကြောင့်လဲဆိုပြီးတော့ကျမတို့အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းခံရတဲ့အခါမှာကျမတို့တခါတည်းကျနစ်မြုပ်သွားတတ်တယ်အဲ့လိုမျိုးနစ်မြုပ်တဲ့အခါမှာဘာကြောင့်လဲဆိုပြီးတော့ကျမတို့ကအဖြေရှာတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဘာပြောထားလဲအခုနဖတ်တဲ့အထဲမှာပေါ့နော်ဖျားသခင်ဒီသစ္စာနဲ့ပြည့်စုံတော်မူသည်ဖြစ်၍တင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုတင်တို့၌ရောက်ဆင့်အံ့သောငါအခွင့်ပေးတော်မမူတဲ့ဖျားသခင်ကတော့တခါတလေကြရင်ကျမတို့တက်တာထဲမှာအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းတွေကိုဘုရားသခင်ကခွင့်ပြုတယ်။ဘာဖြစ်လို့ခွင့်ပြုလဲဆိုလို့ရှိရင်ဘုရားသခင်ကပို့ပြီးတော့ယဉ်ကျေးတဲ့အသက်တာရှိဖို့ရတဲ့ဥပမာဆိုလို့ရှိရင်ဂျောဘရဲ့အသက်တာပေါ့နော်။ယောဘရဲ့အသက်တာဆိုလို့ရှိရင်လည်းစုံစမ်းနှောက်ယှက်ခြင်းအများကြီးခံရတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘုရားသခင်ကသူ့အပေါ်မှာတစ္ဆာရှိလားမရှိလားသိချင်တဲ့အခါမှာကျတော့ဘုရားခင်ကခွင့်ပြုတာဖြစ်တယ်။ထိုနည်း၎င်းပဲကျမတို့တက်တာထဲမှာလည်းစုံစမ်းနှောက်ယှက်ခြင်းတွေအားလုံးကခံစားရတာဖြစ်တယ်။အဲ့လိုမျိုးခံစားရတဲ့အခါမှာတဲ့ဘုရားခင်ကမခံနိုင်တဲ့စုံစမ်းခြင်းတွေကိုမပေးဘူးတဲ့။အာမင်။ကျမတို့တက်တာထဲမှာခံနိုင်မဲ့စုံစမ်းနှောက်ယှက်ခြင်းကိုပဲဘုရားခင်ကပေးတယ်။ဒါပေမဲ့ကျမတို့ကခံနိုင်လားတခါတလေကျရင်မခံနိုင်ဘူးထိုးဖောက်တယ်နော်ကျမတို့ကဘာဖြစ်လဲအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကိုမအောင်မြင်တဲ့အချိန်တွေလည်းရှိတာဖြစ်တယ်အောင်မြင်တဲ့အချိန်ရှိသလိုမအောင်မြင်တဲ့အချိန်တွေလည်းရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းနဲ့ပတ်သက်တဲ့အရာတွေဒီကနေ့အနည်းငယ်ကြည့်ရအောင်ပေါ့နော်စုံစမ်းနှောက်ယှက်ခြင်းထဲမှာညှိမျိုးရတဲ့အဓိကအကြောင်းရင်းကပေါ့နော်ဘုရားခင်ကြောင့်လည်းမဟုတ်ဘူးစာတန်ကြောင့်လည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တခါတလေကျရင်ကျမတို့ကအဖြေထုတ်တတ်တယ်ဒါပေမဲ့အဲ့ဒီအဖြေတွေအားလုံးကဘယ်မှာရှိလဲဆိုလို့ရှိရင်ကျမတို့ကျမ်းပိုက်တစ်ပိုက်တူတကွာပြန်လဲဖတ်ရအောင်ရှင်ယာကုပ်အခန်းကြီး1အငယ်73ကနေ15ပေါ့နော်တူတကွာဖတ်ရအောင်အဲ့ဒီအဲမှာအဖြေရှိတာဖြစ်တယ်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်73ကနေတူတကွာဖတ်ရအောင်15အထိပေါ့နော်โอเคဖတ်ရအောင်
အပြစ်သွေးဆောင်ခြင်းကိုခံရတော်သူမိဒီကဖျားသခင်နေငါကိုသွေးဆောင်တော်မူသည်ဟုမပြောစေနဲ့မကောင်းသောအရာသည်ဖျားသခင်ကိုမသွေးဆောင်နိုင်ရာကိုရောဒီလေအဘေသူကိုမြအပြစ်တို့သွေးဆောင်တော်မမူမိမိတမတ်သောစိတ်ဆွဲငင်ဖျားယောင်းခြင်းကိုခံတော်သူမိဒီကအပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏တမတ်သောစိတ်သည်ပရိသရေယူ၍ဒုစရိုက်ကိုဖွာတတ်၏โอเคအတီတီဖတ်ရအောင်ပေါ့နော်ဒီအထဲမှာဆိုလို့ရှိရင်အပြစ်သွေးဆောင်စုံစမ်းနှောက်ယှက်ခြင်းကိုခံရတဲ့သူတွေအပြစ်သွေးဆောင်ခြင်းကိုခံရတဲ့သူတွေကဘယ်လိုမျိုးပြောတတ်လဲဆိုလို့ရှိရင်ဖျားခင်ငါ့ကိုသွေးဆောင်တာလားဘယ်သူကငါ့ကိုသွေးဆောင်တာလဲဆိုပြီးတော့အဖြေထုတ်တတ်တာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်ဖျားသခင်တွေငါ့ကိုသွေးဆောင်တော်မူသည်ဟုမပြောစေနဲ့တဲ့ပြီးတဲ့အခါမှာမကောင်းသောအရာတွေကဖျားခင်ကိုမသွေးဆောင်နိုင်ရတဲ့ကိုရောဒီလည်းအဘဲသူကူမအပြစ်တို့သွေးဆောင်တော်မမူတဲ့ဒီရာအဖြေကရှင်းရှင်းလင်းလင်းပဲပေါ့နော်အဲ့လိုမျိုးစုံစမ်းနှောက်ယှက်ခြင်းကဖျားခင်စီကမဟုတ်ဘူးဘယ်ကလဲဆိုလို့ရှိရင်တခါတလေကျရင်ဖျားခင်ကခွင့်ပြုတာလဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကျမတို့ကဘယ်အချိန်မှာနစ်မြုပ်သွားလဲဆိုလို့ရှိရင်ဒီထဲမှာပေါ့နော်မိမိတမတ်သောစိတ်ဆွဲငင်ဖျားယောင်းခြင်းအာမင်ဘာပြောထားလဲမိမိတမတ်သောစိတ်ဆွဲငင်ဖျားယောင်းခြင်းဘလောက်ဘဲလူတွေကစုံစမ်းပလိစေပေါ့နော်စာတန်စီကလာတာပဲဖြစ်ဖြစ်ဖျားခင်ခွင့်ပြုတာပဲဖြစ်ဖြစ်ဘလောက်ပဲလာဘယ်ဘက်ကနေလာပါစေငါဘက်ကနေလာပါလိမ့်စေနော်ကျမတို့ကခွင့်မပြုလို့ရှိရင်မဖြစ်လေအဲ့ဒီအရာတွေကိုအောင်မရတဲ့ခွင့်ရတာဖြစ်တယ်ဒါပေမဲ့ကျမတို့ကဘာဖြစ်လဲတခါတလေကြာရင်ခွင့်ပြုလိုက်တယ်မိမိတမတ်သောစိတ်ဆွဲငင်တယ်ဆိုတဲ့အခါမှာကိုကဘာဖြစ်လဲခွင့်ပြုတာဖြစ်တယ်ဒီဒါဝိမင်းရဲ့အသက်တာကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်သူကတကယ်ဆိုရင်သူကဇနီးမယားရှိပြီးသားဘောနော်တိုးတော်လည်းပဲသူတက်တာထဲမှာသူကဒူးစရိုက်ထဲမှာအပြစ်သွေးဆောင်တဲ့ထဲမှာသူကပါသွားတာဖြစ်တယ်။ဘာဖြစ်လို့ပါသွားလဲဆိုလို့ရှိရင်သူ့ရဲ့တမတ်တဲ့စိတ်မထိန်ချုပ်နိုင်ဘူး။အာမင်။တကယ်ဆိုရင်ထိန်ချုပ်နိုင်တယ်ဆိုလို့ရှိရင်ဘလောက်ပဲဖျားယောင်းခြင်းတွေလာဗလိစေသူကအဲ့ဒီအရာတွေကိုအောင်မြင်မှာဖြစ်တယ်။ဒါပေမဲ့သူကမထိန်ချုပ်နိုင်ဘူးအဲ့ဒီတမတ်တဲ့စိတ်ကဒီမှာဆိုလို့ရှိရင်ခုနဖတ်သွားတဲ့ထဲမှာတမတ်သောစိတ်တွေပရိသေယူ၍တဲ့အဲ့ဒီတမတ်တဲ့စိတ်ကအထဲမှာဖြစ်ပေါ်လာတဲ့အခါမှာကျမတို့ကိုဝင်ဆောင်တဲ့အခါမှာလည်းဘာဖြစ်လဲအဲ့ဒီကိုဝင်ကတရက်မှာဖွာရတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပဲကိုယ့်ရဲ့တမတ်တဲ့စိတ်ကကိုယ့်ရဲ့အထဲမှာရှိနေတယ်ဆိုလို့ရှိရင်တနေ့နေ့မှာပေါ်လွင်မှာဖြစ်တယ်အဲ့ဒီຢာကိုကမဖြတ်ဘဲနဲ့ဒီတိုင်းပဲတိမ့်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအသီးကပေါ့နော်တရက်ကြိုင်မြင်တွေ့လာမှာဖြစ်တယ်ထိုနည်း၎င်းပဲဒီတမတ်တဲ့စိတ်ကပရိသေဆွဲယူတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကဒုစရိုက်ကိုဖွားမြင်တတ်တယ်ဒုစရိုက်ကိုပို့ဆောင်နိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်စုံစမ်းနှောက်ယှက်ခြင်းတွေကြုံတွေ့တဲ့အခါမှာဘာဖြစ်လဲဘယ်အချိန်မှာကြာရောက်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့တမတ်တဲ့စိတ်အလွန်အားကြီးတဲ့အခါမှာကြာရောက်တာဖြစ်တယ်ငွေရေးကြီးဆိုလို့ရှိရင်လည်းငွေရေးကြီးကျမတို့ကဘာဖြစ်လဲလိုချင်တဲ့အခါမှာအလုပ်လုပ်တယ်ငွေကြီးရတယ်ဒါပေမဲ့ကိုယ့်ရဲ့လှုပ်အားခမဟုတ်ဘဲနဲ့အလကားနေအများကြီးအမျက်ရချင်ပြီးတော့ဗောနော်အခုတလောမှာဆိုလို့ရှိရင်နာမည်ကြီးနေတဲ့ 4D တို့ 3D တို့ဗောနော်အလကားရနိုင်တဲ့နီလန်းများရှိမလားဆိုပြီးတော့တချို့လူတွေကအဲ့လိုမျိုးနီလန်းတွေရှာပြီးတော့တတ်မှတ်တဲ့စိတ်တွေတအားကြီးတဲ့အခါမှာအဲ့ဒီအရာတွေကသူတို့ကိုဘာဖြစ်စေလဲသူတို့ကိုသွေးဆောင်ဖျားယောင်းပြီးတော့သူတို့ကိုလမ်းမစေတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်အဲ့ဒီပရိသေဆွဲယူမဆွဲယူခင်မှာကျမတို့ကဘာဖြစ်မလဲအဲ့ဒီအရာတွေကိုခြေဖြတ်ဖို့ရန်တာဝန်ရှိတာဖြစ်တယ်အာမင်ရှင်ယာကုပ်တိယောခန်းကြီးနဲ့အငယ်15-16ပြန်အတူကပြန်လဲဖတ်ရရအောင်စုံစမ်းနှောက်ယှက်ခြင်းကိုအဓိကဖြစ်ပေါ်စေတဲ့အကြောင်းရင်းပေါ့နော်၃မျိုးရှိတယ်ကျမပြောတာနားလည်လားနားလည်တယ်နော်နားမလည်ဘူးထင်လို့နော်အားလုံးကတိတ်ဆိတ်နေကြတယ်ဆိုတော့
โอเคအားလုံးတူတူကဖတ်ရအောင်တိယောအခန်းချင်းနဲ့ငယ်15-16ကကုလကောလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့လောကကိုချစ်သောသူမီဒီကခမဲတော်ကိုချစ်ခြင်းမေတ္တာမရှိလောက၌ရှိသမျှသောအရာတည်ဟုသောကိုယ်ကာယတတ်မှတ်ခြင်းမျက်စိတတ်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏အာမင်ဒီအခုဖတ်ရတဲ့ကျမ်းထဲမှာဆိုလို့ရှိရင်လည်းဗာပြောလဲဆိုလို့ရှိရင်လောကအရာနဲ့ကောင်းကင်အရာဆိုပြီးတော့ဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဗာပြောလဲလောကအရာကို၎င်းလောက၌ရှိသောအရာကို၎င်းမချစ်ကြနဲ့လောကကိုချစ်တော်သူမိဒီကခမဲတော်ကိုချစ်ခြင်းမေတ္တာမရှိတဲ့ပြီးတဲ့အခါမှာအဲ့လိုမျိုးကျွန်မပြောတဲ့ပေါ့နော်မိမိတတ်မှတ်ခြင်းအဲ့ဒီစိတ်ကဘယ်ချိန်မှာဖြစ်ပေါ်လာလဲဆိုလို့ရှိရင်အဓိကအကြောင်းရင်းပေါ့နော်အဲ့လိုမျိုးဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းကဒီမှာကိုယ်ကာယတတ်မှတ်ခြင်းနဲ့ကိုယ်ကာယတတ်မှတ်ခြင်းဆိုတာဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အသွေးသားတတ်မှတ်ခြင်းအာမင်သမီးရေးစားတယ်ဆိုလို့ရှိရင်သိမယ်နော်တအားချစ်တဲ့ခါမှာဘာဖြစ်လဲလက်တွေပါတယ်ခိုင်ပြီးတော့ပေါ့နော်ဘာဖြစ်တယ်လဲကိုမထိန်ချုပ်လို့ရှိရင်မဖြစ်တဲ့နေရာတွေလည်းဖြစ်တတ်တယ်ပေါ့နော်ရှင်းရှင်းလင်းလင်းပြောမယ်ဆိုလို့ရှိရင်လူငယ်တွေများတယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးတတ်မှတ်တဲ့အရာတွေအသွေးသားတတ်မှတ်တဲ့အရာတွေကကျမတို့ကိုအပြစ်တုတ်သွေးဆောင်နိုင်တာဖြစ်တယ်ဒါဝိမင်းရဲ့တက်တာထဲမှာလဲပေါ့နော်သူ့ရဲ့အသွေးသားတတ်မှတ်ခြင်းကဘာဖြစ်လဲသူ့မယားကိုပြစ်မှားစေတာဖြစ်တယ်အာမင်ဒီမှာရှိတဲ့လူငယ်တွေကိုအားပေးခြင်းတယ်ဒီကနေ့မှာကိုယ့်ရဲ့ဘယ်လိုပြောမလဲနှုတ်ပြိုနေတဲ့အသက်တာပေါ့နော်လူငယ်အချိန်ကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းစေချင်တာဖြစ်တယ်ကျွန်မကအာမင်ဒီမှာရှိတဲ့လူငယ်တွေဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေသောလူငယ်တွေဖြစ်ဖို့ရန်အတွက်ကျမတို့ကဘယ်ရာတွေကိုငင်းဆန်ရမလဲကိုယ့်ရဲ့သွေးသားတတ်မှတ်တဲ့စိတ်ကိုဘာဖြစ်လဲငင်းပယ်ရမှာဖြစ်တယ်အာမင်သမီးရေးစားတယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုပေါ့နော်တအားတတိထားဖို့ရန်လိုအပ်တာဖြစ်တယ်အာမင်ဖျားခင်အားလုံးကိုစကားပြောပါစေအဲ့ဒီပဲပြောမယ်နော်ချစ်ချစ်မြင့်မြင့်ပြောတော့ဘူးနော်ဘယ်တတ်မှတ်တဲ့စိတ်ကဘယ်ရနေလာလဲအသွေးသားတတ်မှတ်တဲ့စိတ်ကနေသွေးသားတတ်မှတ်ခြင်းဖြစ်ပေါ်စေတယ်ပေါ့နော်မိမိတတ်မှတ်တဲ့စိတ်ကဒီမှာဆိုလို့ရှိရင်ကိုယ်ကာယတတ်မှတ်ခြင်းပြီးတဲ့အခါမှာနံပါတ်1အနေနဲ့ဘယ်အရာကကိုအပြစ်ထဲသို့ဆွဲဆောင်စေလဲဆိုလို့ရှိရင်မျက်စိတတ်မှတ်ခြင်းတဲ့ကိုမြင်တဲ့အရာတွေပေါ့နော်shopping သွားတဲ့အခါမှာဆိုလို့ရှိရင်ကို့မှာရှိတာနည်းနည်းလေးကိုရဲ့ budget ကနည်းနည်းလေးဒါပေမဲ့ငါဘယ်လိုလဲစိတ်ထဲမှာပေါ့နော်အကုန်လုံးပတ်ကြည့်ပြီးတော့မှတန်တဲ့အရာတွေကိုဝယ်မယ်ဒါမှမဟုတ်မတော်ခင်ကတော့ဆုံးဖြတ်တာကတမျိုးပေါ့နော်အဲ့ဒါဝယ်မယ်ဆိုပြီးတော့ဆုံးဖြတ်တယ်ဒါပေမဲ့အချိန်လဲရသေးတယ်ဆိုတော့ကုန်တိုက်ကိုပတ်ပြီးတော့သွားအောင်မယ်ဆိုပြီးတော့ကျမတို့ကသွားတတ်တယ်ပေါ့နော်သွားတဲ့အခါမှာတစ်ခုချင်းစီကြည့်ဟိုမှာလဲ discount ကိုယ့်ရဲ့အစီအစဉ်ကဘာလဲ53ဖို့စီစဉ်တယ်ဆိုလို့ရှိရင်အဲ့ဒီ discount တွေအမြင်နာများလာတဲ့အခါမှာအိုးနောက်ခါကျရင် discount မရှိတော့ဘူးဆိုပြီးတော့ဘာဖြစ်လဲကိုပါလာသမျှပစ္စည်းပတ်စံတွေကိုပေါ့နော်အဲ့ဒီနေရာမှာကျမတို့ကအသုံးပြုတတ်တာဖြစ်တယ်အဲ့ဒီအရာကဘယ်ကနေဖြစ်ပေါ်လဲဆိုလို့ရှိရင်မျက်စိတတ်မှတ်ခြင်းမြင်တဲ့အရာတွေကနေပြစ်သွေးဆောင်ရာသို့ရောက်ရှိစေတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်အဲ့ဒီတတ်မှတ်တဲ့စိတ်ကဘယ်ကနေဖြစ်ပေါ်လာလဲဆိုလို့ရှိရင်မျက်စိတတ်မှတ်ခြင်းကနေလည်းဖြစ်ပေါ်လာတာဖြစ်တယ်မြင်ရတဲ့အရာတွေကိုလူချင်းတတ်မှတ်ခြင်းအဖြစ်ကျမတို့ကိုဘာဖြစ်လဲအပြစ်သွေးဆောင်ရာသို့ရောက်စေတာဖြစ်တယ်အာမင်မြင်ရတဲ့အရာတွေမရှိဘူးဆိုလို့ရှိရင်စုံစမ်းခြင်းကတော့နည်းတာပေါ့နော်ဒါပေမဲ့မြင်ရတဲ့အရာတွေများတယ်ဆိုလို့ရှိရင်လည်းစုံစမ်းခြင်းကတအားနေရာယူလာတဲ့အခါမှာအဲ့ဒီအရာတွေကိုကိုကဝယ်မိတယ်ဒါမှမဟုတ်ချီးမိတယ်ဒါမှမဟုတ်လိုချင်တဲ့စိတ်ကပေါ့နော်ခုနပြောသလိုမျိုးပရိသေတွေယူပြီးတော့အဲ့ဒီအရာမရမချင်းဆိုပြီးတော့
ဒီနေ့မရလဲနောက်ခါသွားမယ်ဆိုတဲ့စိတ်ကပေါ့နော်တအားပေါက်ဖွာလာတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီလိုချင်းတတ်မှတ်ခြင်းအရာတွေကိုလည်းငင်းဆန်တတ်ဖို့ရန်ဖျားရှင်ကောင်းချီးပေးပါစေအာမင်ပြီးတဲ့အခါမှာဘယ်အရာတွေကစုံစမ်းနောက်ဆက်ခြင်းတို့ပို့ဆောင်တက်လဲဆိုလို့ရှိရင်နောက်ဆုံးပါပေါ့နော်လောကီစည်းစိမ်၌ဝါကြွားခြင်းနဲ့ဝါကြွားခြင်းဆိုတာကပေါ့နော်လူတိုင်းမှာရှိတာဖြစ်တယ်အမျိုးသမီးမှာလည်းရှိတယ်အမျိုးသားတွေမှာလည်းရှိတယ်ကလေးတွေမှာလည်းရှိတယ်ကိုကတခုခုရှိတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဝါကြွားခြင်းတဲ့စိတ်ကရှိတာဖြစ်တယ်အာမင်ဝါကြွားတယ်ဆိုတာကမာနထောင်လွှားတဲ့အသက်တာပေါ့နော်မနှိမ်ချဘူးအော်ငါမှရှိတယ်ငါဆိုတဲ့စိတ်ကကျွန်တော်ကျမတို့ကိုအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းထဲသို့သွေးဆောင်တာဖြစ်တယ်အာမင်စာတန်ကလည်းပေါ့နော်အော်ငါလည်းဖျားခင်ဖြစ်နိုင်တာပဲငါဆိုတဲ့မာနထောင်လွှားတဲ့အရာတွေကြောင့်စာတန်ကလည်းသူကဖျားခင်ညှင်းပက်ခြင်းကိုခံရတာဖြစ်တယ်ဒီကနေ့ကျွန်တော်ကျမတို့လည်းဘယ်အရာတွေကစုံစမ်းခြင်းကိုဖြစ်ပေါ်စေလဲဆိုလို့ရှိရင်ကျွန်တော်ကျမတို့တက်တာထဲမှာလည်းမာနထောင်လွှားတဲ့စိတ်အဲ့ဒီအရာတွေကလည်းမနှိမ်ချတဲ့စိတ်ပေါ့နော်။အိုးငါနှိမ်ချလိုက်ဖြစ်ရသားနဲ့ဆိုပြီးတော့သိတယ်ဒါပေမဲ့ကိုကမလို့ဆောင်နိုင်ဘူး။အဲ့ဒီအရာတွေကလည်းကျမတို့ကိုစုံစမ်းခြင်းတို့သွေးဆောင်နိုင်တာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်စုံစမ်းနောက်ဆက်ခြင်းကိုပို့ဆောင်နိုင်တဲ့အခြေခံချက်ကျမပြန်ပြောချင်တယ်။နံပါတ်1ချက်ကတွေးတာတတ်မှတ်ခြင်းအာမင်တွေးတာတတ်မှတ်ခြင်းကစုံစမ်းနောက်ဆက်ခြင်းကိုပို့ဆောင်နိုင်တာဖြစ်တယ်ပြီးတဲ့အခါမှာမြင်ရတဲ့အရာတွေအားဖြင့်မျက်စိတတ်မှတ်ခြင်းပေါ့နော်မြင်ရတဲ့အရာတွေဆိုတာကကိုမျက်စိတတ်မှတ်ခြင်းကိုမြင်ရတဲ့အရာတွေကိုဆွဲလန်းတတ်မှတ်ခြင်းအဖြစ်စုံစမ်းနောက်ဆက်ခြင်းကိုပို့ဆောင်တာဖြစ်တယ်ပြီးတဲ့အခါမှာလောကီစည်းစိမ်၌ဝါကြွားခြင်းတကယ်ဆိုလို့ရှိရင်ဖျားခင်ဂျေဇုတော်ပဲအော်ကျမတို့ဒီထိနေရတာပေါ့နော်ဖျားခင်ဂျေဇုတော်ပဲဆိုပြီးတော့ဂျေဇုတော်ကိုချီးမွမ်းတတ်တယ်ဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းကိုကျော်လွှားနိုင်ရမှာဖြစ်တယ်ဒါပေမဲ့တခါတလေကျရင်ဖျားခင်ကကောင်းချီးပေးတဲ့အရာတွေကိုကောင်းချီးပေးတဲ့ဖျားကိုကျမတို့ကနေရာမပေးတဲ့အခါမှာအဲ့ဒီထောင်လွှားတဲ့စိတ်တွေမာရစိတ်တွေကနေရာယူတဲ့အခါမှာအဲ့ဒီအရာတွေကကျမတို့ကိုစုံစမ်းခြင်းထဲလို့ပို့တာဖြစ်တယ်အဲ့ဒီအရာတွေကနေကင်းလွတ်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ကဖျားခင်ကိုနေရာပေးပြီးတော့သူ့ကိုပဲပေါ့နော်ကျမတို့ကချီးမွမ်းရမှာဖြစ်ပါတယ်အာမင်အဲ့ဒီစုံစမ်းနောက်ဆက်ခြင်းပေါ့နော်အဲ့ဒီຢာတွေကကျမတို့ရဲ့တက်တာထဲမှာဖြစ်ပေါ်စေတဲ့အရာတွေဖြစ်တယ်အဲ့ဒီစုံစမ်းနောက်ဆက်ခြင်းတွေကနေကင်းလွတ်ဖို့ရန်နီလန်ဖျားခင်ပြင်ဆင်ပေးထားတာဖြစ်တယ်အာမင်အခုနကျမတို့ကျမ်းစာဖတ်တဲ့အထဲမှာဗာပြောထားလဲဆိုလို့ရှိရင်တင်တို့မခံနိုင်သောစုံစမ်းနှုတ်ဆက်ခြင်းကိုတင်တို့၌ရောက်စိတ်တော်ငါအခွင့်ပေးတော်မမူတင်တို့ဒီခံနိုင်မြင့်အကြောင်းစုံစမ်းနှုတ်ဆက်ခြင်းအရာနဲ့တကွထွတ်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်အာမင်ဖျားခင်ရဲ့နှုတ်ကပတ်တော်ကပြောထားလဲဆိုလို့ရှိရင်အဲ့ဒီစုံစမ်းနှုတ်ဆက်ခြင်းကိုသူ့ရဲ့သားသမီးတွေကိုကြော်လွှားနိုင်ဖို့ရန်အတွက်ဖျားခင်ကနီလန်းပြင်ဆင်ပေးထားတာဖြစ်တယ်အာမင်ဘယ်အရာတွေနဲ့ကျမတို့ကကျော်လွှားနိုင်မလဲဆိုလို့ရှိရင်ကျမတို့ဆက်လက်ပြီးတော့ကြည့်ရအောင်ရှမသက်ခရစ်ဝင်ခန်းကြီး6ငယ်73ရှမသက်ခရစ်ဝင်ခန်းကြီး6ငယ်73သူတကွဖတ်ရအောင်အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တော်မူပါစိုးပိုင်သောခွင့်နဲ့ဘုံတကူအာနုဘော်ဒီကဘာစစ်ဆဲကိုရိုနိုင်ရှိပါ၏အာမင်ဟုဆုတောင်းကြလောဒီအဲထဲမှာဆိုလို့ရှိရင်မပြောလဲကျမတို့ကအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းကိုကြော်လွှားနိုင်ဖို့ရန်ဘာလို့ရမလဲဆုတောင်းရမယ်တဲ့အာမင်ဆုမြတ်များတောင်းတဲ့သူတွေကဘလောက်ပဲစုံစမ်းနောက်ဆက်ခြင်းတွေကြုံတွေ့ပလေစေအဲ့ဒီအရာတွေကိုကြော်လွှားနိုင်တာဖြစ်တယ်အာမင်အပြစ်သွေးဆောင်ရာတော့မလိုက်မပါစေပဲမကောင်းတော့မှုရာမှလည်းကယ်နှုတ်တော်မူပါဆိုပြီးတော့ကျမတို့ကအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းကိုမခံရခင်မှာလဲကျမတို့ကဖျားခင်ထံမှာဆုတောင်းစက္ကအနံဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်စုံစမ်းနောက်ဆက်ခြင်းကိုခံပြီးမှကိုကစုံစမ်းနောက်ဆက်ခြင်းထဲမှာနစ်မြုပ်ပြီးမှဆုတောင်းဖို့ရန်ဖျားခင်အလိုမရှိဘူးအဲ့ဒီຢာတွေထဲကနေ
မခံရခင်မှာပြင်လေပေါ့နော်ကျွန်တော်ကျမတို့ကဖျားရှင်ထံမှာစက္ကန့်အနံဖို့ရန်လဲဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ဆုံးဆန်းနောက်ရှက်ခြင်းတဲ့ကနေလွတ်မြောက်ဖို့ရန်အတွက်ဆူတောင်းနိုင်တော်သူတွေဖျားခင်ကဖြစ်စေပါစေအာမင်ဒုတိယချက်အနေနဲ့ကျွန်တော်ကျမတို့ကအဲ့ဒီဆုံးဆန်းနောက်ရှက်ခြင်းကိုအောင်မြင်ဖို့ရန်ဘယ်ရာကိုလှုပ်ဆောင်ရမလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်ကိုတူထားရမယ်စာလံ139ခုမြောက်သောဇာလံအငယ်31ပေါ့နော်သူတကွာဖတ်ရအောင်ကိုရောကိုမပြစ်မှာပဲနေနိုင်မြဲကြောင်းနှုတ်ကပတ်တော်ကိုနှလုံးထဲမှာတူထားပါပြီဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကိုရောကိုမပြစ်မှာပဲနေနိုင်မြဲကြောင်းစုံစမ်းနှောက်ယှက်ခြင်းထဲမှာကြာရောက်တဲ့သူတွေဆိုတာကဖျားသခင်မကြိုက်တဲ့အရာတွေကိုလှုပ်ဆောင်တဲ့သူတွေကိုယဉ်ညွှန်းတာဖြစ်တယ်။ညှဉ်းမြုပ်တဲ့သူတွေကိုယဉ်ညွှန်းတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်အဲ့ဒီလိုမျိုးမနစ်မျိုးစေရန်ကျမတို့ကဘာလို့ရမလဲဆိုလို့ရှိရင်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုတူထားရမယ်။တူထားတဲ့အခါမှာဘာအကျိုးကျေးဇူးတွေရလဲဆိုလို့ရှိရင်အဲ့လိုမျိုးစုံစမ်းနှောက်ယှက်ခြင်းတွေခံရတဲ့အခါမှာအိုးအဲ့ဒီနှုတ်ကပတ်တော်အဖြစ်စင်ချင်းရဲ့နဲ့အိုးဖျားခင်မကြိုက်ဘူးပဲဖျားခင်ကအဲ့လိုမျိုးလုပ်တာမကြိုက်ဘူးပဲငါမလုပ်တော့ဘူးဆိုပြီးတော့ဆုံးဖြတ်ချက်ချနိုင်ခွင့်ကိုဖျားခင်ကပေးတာဖြစ်တယ်အာမင်တကယ်လို့ကိုယ့်အထဲမှာဖျားခင်နှုတ်ကပတ်တော်မရှိဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာကျမတို့ကမသိနိုင်ဘူးအဲ့ဒီအတွက်ကြောင့်အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကိုကြော်လွှမ်းနိုင်ဖို့ရန်အတွက်ဖျားခင်နှုတ်ကပတ်တော်ကိုကျမတို့အသက်တာထဲမှာအများကြီးတူထားပြီးတော့အများကြီးဖတ်ရရမယ်ဖတ်ရယုံတင်မကပဲနဲ့အလွတ်ဖတ်ရမယ်အာမင်အခက်ခဲကြုံလာတဲ့အခါမှာတချို့သောသူတွေကဘယ်လိုမျိုးတက်တည်ခံလဲဆိုလို့ရှိရင်ထောင်ထဲမှာဆိုလို့ရှိရင်ကျန်းစာမရှိတော့ဘူးပေါ့နော်ထောင်ထဲမှာရောက်တဲ့သူတွေကကျမကသူတို့ရဲ့တက်တည်ခံခြင်းကိုဘယ်လိုကြားလဲဆိုလို့ရှိရင်ထောင်ထဲမှာဖျားခင်ရဲ့နှုတ်ကပတ်တော်ကြောင့်တော်၎င်းအကြောင်းမျိုးကြောင့်ပေါ့နော်ထောင်ကြတဲ့သူတွေသူတို့ကထောင်ကြတဲ့အခါမှာသူတို့ကဘယ်လိုမျိုးခွန်အားယူလဲဆိုလို့ရှိရင်သူငယ်တော့ကျမတ်တဲ့နှုတ်ကပတ်တော်အားဖြစ်တော်၎င်းသူတရားဟောခဲ့တဲ့ဆရာဒေးဗစ်လာဆိုလို့ရှိရင်ပေါ့နော်သူ့အထဲမှာသူအရင်တော့တရားဟောတဲ့ခါပေါ့နော်သူဖတ်တဲ့ကျမ်းပိုက်တွေကိုသူကစင်ချင်အောင်မရင်းနဲ့သူကအဲ့ဒီအရာတွေနဲ့ပေါ့နော်ခွန်အားယူပြီးတော့သူကအဲ့ဒီအရာတွေနဲ့သူတက်တာကိုတိဆောက်တယ်ဆိုတဲ့အရာတွေတက်တည်ခံတဲ့အရာတွေကိုကြားရတဲ့ခါမှာပေါ့နော်ကျမကအိုးတကယ်ပဲဖျားခင်နှုတ်ကပတ်တော်ကတကိုးရှိပါလားပေါ့နော်ကျမတို့ဖျားခင်နှုတ်ကပတ်တော်မရှိတဲ့နေရာမှာပင်လင်ဖျားခင်ကအလုံးလုံးပါလားဆိုပြီးတော့ဒီနှုတ်ကပတ်တော်ရဲ့တန်ဖိုးကိုဖျားခင်ကအတိတ်ဖန်ပြန်လဲပြီးတော့သိရှိစေတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေလဲပေါ့နော်ဖျားခင်ကအခုချိန်မှာကျမတို့ကနှုတ်ကပတ်တော်ကိုဒီမျိုးလွတ်လွတ်လပ်လပ်အားဖြစ်တော်၎င်းအိမ်မှာအလုပ်မှာအားဖြစ်တော်၎င်းကျမတို့ကနေရာတကာမှာတဲယူလို့ရပေမဲ့တစ်ချိန်မှာပေါ့နော်ကျမတို့ကဖျားခင်နှုတ်ကပတ်တော်မရှိတော့တဲ့အချိန်မှာဖျားခင်နှုတ်ကပတ်တော်နဲ့ဝေးကွာတဲ့နေရာမှာရောက်ရှိခဲ့ရင်လဲပေါ့နော်ဒီနှုတ်ကပတ်တော်အားဖြင့်တိဆောက်လို့ရအောင်ပေါ့နော်ကျမတို့ရဲ့တက်တာထဲမှာဒီနှုတ်ကပတ်တော်အားဖြင့်ဒီနှုတ်ကပတ်တော်ကိုပေါ့နော်ကျမတို့ကလွတ်ကျက်မှတ်ရမှာဖြစ်တယ်အာမင်အဲ့ဒီအတွက်ကြောင့်ဖတ်ရယုံတင်မကပဲနဲ့အလွတ်ကျက်မှတ်နိုင်ဖို့ရန်ဒီမှာရှိတဲ့ညီကောင်မောင်နှမအရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေအာမင်ကျမရဲ့နှုတ်ကပတ်တော်ကဒီလောက်ပဲဖြစ်တာဖြစ်တယ်သူချုံအနေနဲ့ကျမပြန်မေးချင်တယ်ပေါ့နော်ဒီကနေ့နှုတ်ကပတ်တော်ကိုခွန်အားရတယ်ဆိုလို့ရှိရင်အားလုံးကမမိမှာဖြစ်တယ်ပေါ့နော်ကျမရွေးချယ်တဲ့ခေါင်းစဉ်ကပါလဲဆိုလို့ရှိရင်စုံစမ်းနှောက်ယှက်ခြင်းမှာအောင်မြင်ခြင်းသူတကွပြောရအောင်ပေါ့နော်အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကဘယ်အချိန်မှာကြားရောက်လဲဆိုလို့ရှိရင်မိမိရဲ့တမတ်တဲ့စိတ်ကြီးတဲ့အခါမှာကျမတို့ကစုံစမ်းနှောက်ယှက်ခြင်းထဲမှာကြားရောက်တာဖြစ်တယ်အဲ့ဒီတမတ်တဲ့စိတ်ကဘယ်ကနေဖြစ်ပေါ်လဲ၃ချက်ရှိတယ်တွေးတာတမတ်ခြင်းပြီးတဲ့အခါမှာမျက်စိတမတ်ခြင်းပြီးတဲ့အခါမှာ
ချောင်းလွှားတဲ့မျက်နှာဝါကြွားတဲ့အရာတွေကစုံစမ်းနှောက်ယှက်ခြင်းကိုဖြစ်ပေါ်စေတာဖြစ်တယ်အာမင်အဲ့ဒီຢာတွေကိုကြော်လွှားဖို့ရန်အတွက်ဘုရားခင်ကကျွန်တော်ကျမတို့ကိုခွန်အားပေးတယ်ဘယ်လိုအနေနဲ့ကျွန်တော်ကျမတို့ကအောင်မြင်မလဲနှစ်ချက်စူတောင်းခြင်းအဖြစ်အောင်မြင်နိုင်မှာဖြစ်တယ်ပြီးတဲ့အခါမှာဘုရားခင်ရဲ့နှုတ်ကပတ်တော်အဖြစ်အောင်မြင်ရတော့ခွင့်ဘုရားခင်ကပေးမှာဖြစ်တယ်ယေရှုတင်ပါတယ်ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေခွန်အားရကြလားကျွန်တော်တို့အသက်တာမှာအမတာမှာလိုအပ်တဲ့ဒီတနာကိုကျွန်တော်ချမ်းသာရတာဖြစ်တယ်စုံစမ်းနှုံးစစ်ချင်းကိုဘယ်ချိန်မှလာမလဲဆိုတာတွက်ထားလို့မရဘူးဘယ်ချိန်မဆိုအဲ့ဒီစုံစမ်းနှုံးစစ်ချင်းကိုကျွန်တော်အသက်တာမှာလာနိုင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့အသက်ရှင်တဲ့ဖခင်ကကျွန်တော်ကို24 hours ကျွန်တော်ကိုဆုံးရှုံးတာဖြစ်တယ်ဟာလေလုယာအကြောင်းဒီနာကျမ်းနာချင်းအပြင်စုံစမ်းနှုံးစစ်ချင်းလာတဲ့အချိန်မှာရှောင်းတင်တဲ့ကိုရှောင်းနိုင်အောင်ကိုတော့မဆပါစေတချို့တွေကငင်းဖို့လိုတယ်အဲ့ဒါငင်းနိုင်ဖို့ရန်အတွက်ကိုတော့ခေါင်းအားပေးပါစေတချို့တွေကတိုက်ဆိုင်ပြီးတော့ဒါပေမဲ့ကိုတော့ခေါင်းအားပေးပြီးတော့အောင်မြင်ခြင်းကိုပြရမှာဖြစ်တယ်ဟာလေလုယာအကြံကြည့်ရတဲ့စမချင်းကိုလည်း worship ဒီတပီတော့တချင်းတပုတ်ဆိုရအောင်ဘာလဲကိုရောရှိနေတယ်ဆိုတဲ့တခြင်းလေးဆိုရအောင်ဟာလေလုယာပြီးတော့ကျွန်တော်တို့တို့ကစက်ကပ်ပြီးတော့တယောက်နဲ့တယောက်ဆူတောင်းပြီးတော့အာရပါရအိတ်ကြရအောင်တော့မောချမေ့တယ်နော်ဇာချီတွေကိုဆိုင်ရလေအခက်ခဲပြဿနာများပြဿနာများပင်ကြုံတွေ့လေအရာရာကိုပိုင်ဆိုင်တော်သူရာရာကိုပိုင်တော်သူကိုရောရှိနေတယ်ခံစားရဒုက္ခတွေသူဖြစ်ရှိမေတယောက်တည်းအထီးချင်းတယောက်တည်းကြည်ချမ်းပြီးအပေါ်မဲအာငယ်နီပြီလားချစ်ချင်းမိသားရှိကိုရောရှိတယ်ကိုရောရှိနေတယ်တဲ့အနာရှိကရဲ့အဖို့ပြုပြီးမယ်ပြုပြီးမယ်နီးစတဲ့တိုင်းမှာကိုရောရဲ့ကြည့်နာတဲ့ခံစားရပြီဘာလို့ဘယ်လိုကျေးဇူးတော်ကြောင့်တာလာမင်းဒီအနာဂတ်တွေမူတော့ပါကိုရောရှိနေအစာနေပြန်ဆိုရအောင်စုံစမ်းခြင်းတွေကိုရင်ဆိုင်ရမယ်အခက်ခဲပြဿနာများအခက်ခဲပြဿနာများကြုံတွေ့လေအရာရာကိုပိုက်တာသူရာရာကိုပိုက်တာသူကိုရောရှိနေတယ်ခံစားရဒုက္ခတွေသူဖြစ်ရှိရောက်တဲ့အထီးကျန်ပြီးအဖို့မဲလို့ဒီလာလေချစ်ချင်းမေတ္တာရှိကိုရောရှိတဲ့နာရှိကရဲ့ဖို့ပြုပြီး
တယ်ပြီးတော့ជីဂျူတော်အပြင်ကိုတော့ကိုជីယူတယ်ပြီးတော့ကျွန်တော်အသက်တာတည်တည်ကိုကျွန်တော်ဆူတောင်းစိတ်ကကြရအောင်ဟာလေလုယာကိုတော့ဖဖျားတခင်မိတ္တာတော်ဒီကျွန်တော်အတွင်းအိုးကယူနာတော်ဒီအရှင်မြတ်ဒီတော့ကျွန်တော်ကိုជីဆူတယ်နေမဆုံးလေလို့သားသမီးအယုတ်ရှိတိုင်းတွင်ချစ်ချင်းမိတ္တာတော်ဒီယနေ့မနေ့တော့ကလာမပြောင်းနေတော့ချစ်ချင်းမိတ္တာတော်အပြင်အယောက်စီတိုင်းကိုချစ်တော်မူသောကိုရောကိုကြည်စိုးတယ်လေကြည်ယူတော်ကြောင့်ကျွန်တော်လာမယ်အနာဂတ်တွေမနဲ့ပြန်တွေ့ကျွန်တော်အသက်ရှင်နိုင်တာဖြစ်တယ်ကိုရောဒီအယောက်စီတိုင်းကိုကောင်းချီးပြီးတော်မူပါကယူနာတော်ကိုနေ့ရက်ရှင်တိုင်းမှာမနဲ့တိုင်းမှာခံစားတော်ခွင့်ကိုပြီးတော်မူပါအိုးဒီညမှာကျွန်တော်ပြည်နာကိုဂျာနာရရတိုင်းဆုံးစားခြင်းနှုံးရှစ်ခြင်းများကိုအိုကျွန်တော်တက်တာတည်တည်နဲ့ပြဿနာများကိုရင်ဆိုင်နိုင်တော့ခွင့်ကိုပြီးတော်မူပါအိုကိုရောဖပြတကင်းသာသမီးအကြောင်းစီတိုင်းတွင်ကိုရောရှင်ရဲ့ချစ်ခြင်းမိတာတော်ကိုဆုံးလင်းတော်မူသောအကြောင်းကိုရောကိုကြည်စိုးတယ်နဲ့ကယူနာတော်ဒီအရှင်မြတ်ဒီတော်ကြောင့်ကိုရောကိုကြည်စိုးတယ်နဲ့ဒီညမှာကိုရောရှင်ရဲ့အိမ်တော်ကိုရောက်ရှိလာတော့ချစ်တော်ကြီးကိုမောင်နှမကိုရောရှင်ရဲ့ချစ်တော်သာသမီအယောက်စီတိုင်းကိုကောင်းချီးပြီးတော်မူပါစုံစမ်းနှုံးစစ်ချင်းအမျိုးမျိုးကိုကြုံတွေ့တဲ့အချိန်မှာအောင်မြင်နိုင်သောကြော်လွှမ်းနိုင်သောအခွင့်ကိုတယောက်စီတဲ့အသက်တာမှာကောင်းချီးပြီးတော်မူပါကျွန်တော်တို့ကြားနာရတဲ့ဒီသနာအပြင်ကိုရောကိုကြည်စိုးတယ်နဲ့ဆရာမချင်းတို့ကိုလည်းဒီတက်မကနောက်အနာဂတ်မှာကိုရောရှင်ရဲ့ဘုန်းတော်အတွင်းနှုတ်ဆက်ပါစများကိုအတောင်ပြုတော်မူပါကိုရောကိုချီစိုးတယ်နဲ့ဒီအိမ်တော်အနီးပြန်သွားတဲ့အချိန်မှာလဲကိုရောကောင်းကြီးကိုရောကယုနာကိုရောကြည်စုတော်ကိုတတိယအလျက်နဲ့ပြန်သွားတော့အခွင့်ကိုတယောက်စီတဲ့အသက်တာမှာကောင်းချီးပြီးတော်မူပါအာမင်ကြည်တော်ပေါင်းကိုရည်တို့ချီးမွမ်းရင်းနဲ့ကျွန်တော်တို့ကဲတင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအနန္တမြတ်စွာဘုရားသခင်အာမင်အာမင်အာမင်ဘုရားသခင်ကောင်းချီးပေးပါစေ